ဒီတော့ခွင့်တင်ဝင်လိုက်မြန်မာအနာရရှိခဲ့ရင်ဒီကြီးအတုံးရတင်ရတမှုဘောမူဝင်လိုက်စေအနိုင်စုတက်တဲ့ခုံတိုင်းမှာတရားအနံထားပါတယ်ဒေကျူကဲဝိုင်းလမနေရယူမယ်ဗျာကိုတိဝဲလိုက်မြန်မာလက်ဆောင်ပြမယ်အနီတော့ဒေကျူEQ Sam ဟိုင်းဒေကျူအကြတော့ဖြစ်ပါလေကဲဒီလူမယ်ဟုတ်ကဲ့ပါဒါဒီကနေ့ရဲ့ဒါနောက်ဆုံးပွဲစဉ်လည်းဖြစ်တယ်ဒါအကျိတ်နဲ့ရှိဆုံးပွဲစဉ်လည်းဖြစ်တဲ့ဒါသွေးသွေးဝင်လိုက်နဲ့ EQ Sam တို့ရဲ့ပထမအချီကတော့ဒါအကျိတ်နဲ့ရှင်ပြိုင်နေပဲပွဲရပြီးဆုံးသွားခဲ့တာပဲဖြစ်ပါရဲ့ဗျဟုတ်ပါတယ်ဒါပထမအချီမှာဆိုတခြားပွဲတွေနဲ့မတူတာပေါ့နော်တခြားပွဲတွေနဲ့မတူဘူးဆိုတာဒါသွေးသွေးဝင်လိုက်အရင်တော့ကပုံစံလိုမျိုးမဟုတ်ဘဲနဲ့တစ်ဖက်လူလာပြီးတော့သူ့ကိုတိုက်ခိုက်အောင်မဆောက်ဘဲနဲ့သူကရင်စပြီးလိုက်ထိုးတာပေါ့နော်သူကလိုက်ထိုးတော့မှ EQ Sam တစ်ချက်ပြန်ထိုးတာလည်းတွေ့ရတယ်ဒီလိုမှမဟုတ်ရင်ဒီပွဲကဒါတော်တော်လေးအေးတဲ့ပွဲဖြစ်သွားလိမ့်မယ်ဒါကြောင့်မို့လို့လဲဒါသွေးသွေးဝင်လိုက်ပထမအချီမှာတော့သူအကဲဆန်းပြီးတော့လိုက်ထိုးနေတာတွေ့ရတယ်သူထိုးချက်လေးလက်သီးချက်လေးတွေထိတာတော့ထိတယ်ဒါပေမဲ့နည်းနည်းလေးအားနေနေသေးရပါတော့ချက်ကောင်းအောင်လည်းမထိသေးတဲ့ခါကျတော့ဒါပထမအချီကတော့ဒီလိုပဲတယောက်နဲ့တယောက်အကဲဆန်းနေပဲပြီးဆုံးသွားတာပေါ့ဟုတ်ကဲ့ပါ
ဒါသွေးသွေးဝင်လိုက်အနေနဲ့ကတော့ဒါဒီနေ့ပွဲစဉ်မှာဒါနောက်ဆုံးပွဲဖြစ်တာလည်းကြီးဒါပရိသတ်ရှိမှမှာပေါ့နော်ဒါအဓိကတော့ကင်မီနေကပရိသတ်ရှိမှမှာသူ့ရဲ့အဆောင်ကိုအကောင်းဆုံးထုတ်ပြဖို့စူးစမ်းနေခဲ့တာပဲဖြစ်ပါတယ်ဒါသူ့အနေနဲ့အစောပိုင်းကအခုပြောခဲ့သလိုပဲပေါ့နော်အဓိကနောက်ကနေလိုက်ပြီးတော့ထိုးခဲ့တယ်ဒါပေမဲ့လည်း EQ ဆိုင်အနေနဲ့ကတော့ဒါတဘာရင်ကစားသမားတယောက်ဖြစ်တာနဲ့ညီသူ့ရဲ့ထိုးချက်တွေကိုအကောင်းဆုံးကာကွယ်ပြီးတော့တစ်ချက်အကောင်းတာပြန်ပြီးတော့ထိုးနိုင်ခဲ့တာကျွန်တော်တို့မြင်တွေ့ခဲ့ရတာဗျဟုတ်ပါတယ်ဒါသွေးသွေးဝင်လာလဲဒီနေ့ပွဲမှာလိုက်မထိုးဆိုဒီပွဲကတော်တော်ကြီးအေးဝါလိမ့်မယ်ကင်မီနဲ့ပရိသတ်တွေရှိမှဒီလိုသူအရင်လိုမျိုးပေါ့နော်တစ်ဖက်လာပြီးတော့ထိုးတာကိုစောင့်ပြီးတော့မှကောင်းတာပြန်ထိုးတာမျိုးဆိုဒီနေ့ပွဲရတာတော်တော်ကြီးအေးဝါမှာလဲသူတိတဲ့ပုံစံမှာတော့ရှိရဗျာဒါကြောင့်မို့စပြီးတော့ပထမချီစတယ်ဆိုပဲသူကနေလိုက်ထိုးနေအောင်လဲကျွန်တော်တို့တွေ့တာပေါ့နော်ဟုတ်ကဲ့ပါဒါမှကြမိအချိန်တွင်းမှာဆိုလို့ရှိရင်တော့သူတို့နှစ်ယောက်ရဲ့ဒါဒုတိယအချီကပြန်လဲစတင်တော့မှာဆိုတော့ဒုတိယအချီမှာရောဘယ်လိုချင်းခုံစိတ်လို့ရှားဖို့ရတယ်ပြည်သက်တွေကိုပေးစွမ်းနိုင်မလဲကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျဝိုင်းတော့မှရှင်းနေပြီမယ်လူရကြီးလူမယ်လူရကြီးပြပါလားဟုတ်ကဲ့ပါဒါဒုတိယအချီပြန်စမှာတော့ဒါသွေးသစ်ဝင်လိုက်အနေနဲ့သူ့အနေနဲ့လည်းပေါ့နော်ဒီစားပုံကဒါတော်တော်လေးလဲကောင်းလာခဲ့တယ်အဓိကတော့သူ့အနေနဲ့ပညာအတိုးဆက်လေးတွေကဒါ EQ ဆန်ရဲ့ဒါနီးကပ်ပေါ့နော်အဓိကအဖြစ်အောက်ကနေပင့်ထိုးလိုက်တဲ့အနေအထားမျိုးတွေက EQ ဆန်တော်တော်လေးကိုတော့အထိနာစေခဲ့တာဗျ
ဟုတ်ပါတယ်ဒီလိုမျိုး E2 ဆန်ဝင်လာတဲ့အချိန်မှာထောက်ထားတဲ့လက်သီးတွေပြီးတော့ဒီလိုမျိုး white လက်သီးတွေပေါ့နော်တော်တော်လေးကိုလှည့်မြန်ပါတယ်ပြီးတော့တိကျမှုလည်းရှိရပေါ့နော်မေးပြားကိုဒါကွက်တီထိတယ်ပြီးတော့နောက်ဆုံးလဲကျသွားတဲ့ဘယ်ချေကန်ချက်ပေါ့ E2 ဆန်ရဲ့ညာဘက်1 byte ကိုကွက်တီကိုထိတယ်လမ်းကြားတဲ့ကို6တောက်ကဝင်သွားတဲ့အချိန်မှာဒါ E2 ဆန်တယောက်အနာတောင်းလိုက်ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါ E2 ဆန်အနေနဲ့ဒါသွေးသွေးဝင်လိုက်ကိုဆက်လက်ပြီးတော့အရှင်ပြိုင်ကစားမယ်ဆိုလို့ရှိရင်တော့ဒါလေးကိုတော့တစ်ချက်တတိတော့ထားရမယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့သွေးသွေးဝင်လိုက်အနေနဲ့ကသူကလင်မြန်တဲ့အပြင်ကိုသူ့ရဲ့လက်သီးတွေခြေကန်ချက်တွေမှာတော်တော်လေးကိုပါနေတယ်ဆိုတဲ့အနေအထားမျိုးမှာဒါ E2 ဆန်အနေနဲ့ကတော့ဒါနောက်ထပ်သူ့အနေနဲ့ဆက်လက်ပြီးတော့ရှင်ပြိုင်ရမယ့်အပွဲချိန်တွေမှာသူ့အနေနဲ့အကောင်းဆုံးရှင်ပြိုင်နိုင်မှုဆိုရင်တော့သူ့ရဲ့နီးစနစ်ပိုင်းတွေကစားကွက်ပိုင်းတွေကိုတော့ဒါအနည်းငယ်အပြောင်းလဲပြုလုပ်ဖို့တော့လိုအပ်နေပြီဗျဟုတ်ပါတယ်ဒါနှစ်ယောက်လုံးကလည်းဒါပညာရှင်တွေဆိုတော့တစ်ချက်မှားတာလည်းဒါအခုလိုမျိုးပဲအခြေခံချက်တစ်ချက်ဝင်သွားတယ်အဲ့တစ်ချက်အနာတောင်းလိုက်ရတကယ်ပါဝါပြင်းတယ်တိကျတယ်မြန်ဆန်တယ်ဒီလိုမျိုးခြေကန်ချက်တွေဟိုဒါသတိထားတင်တယ်တို့ပြစ်ဒါသွေးသွေးဝင်လိုက်ရင်အမှတ်မထင်ဒီလိုမျိုးကန်ချက်တွေပေါ့နော်တော်တော်လေးတားဆီးရခက်ပါတယ်ဟုတ်ကဲ့ပါဒါ E2 ဆန်အနေနဲ့ကတော့ဒါသွေးသွေးဝင်အတိုင်းပေါ့နော်ဒါအခုပြန်စားတဲ့တတိယအချီမှာတော့ဒါဘယ်လောက်ထိများဒုက္ခပေးသွားနိုင်မလဲဒါမှမဟုတ်သွေးသွေးဝင်လာရပဲအကောင်းဆုံးပုံစံနဲ့ရှင်ပြိုင်ပြီးတော့ဆက်လက်ကစားသွားနိုင်မလားကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျကျွန်တော်ဖူးတဲ့အမှားကလေးတိုင်းကြားဝင်လို့ဆူတော်ဝေးရွှေကောက်ကိုကလာတဲ့သွေးတိဝင်နိုင်ရဲ့တကယ်ကြီးပြောကနေပြီးတော့သွေးတိဝင်နိုင်ကိုဆူတော်ဝေးနှစ်သိန်းချင်းချင်းပေးပါလေခင်ဗျာကျေးဇူးတင်ပါလေခင်ဗျာတကယ်ကြီးဆိုတာအဲ့လိုမျိုးဖြစ်ရမယ်ဟုတ်ကဲ့ခုနကဒုတိယစီမှာနံပါတ်43စက္ကန့်ဖြစ်တဲ့အတွက်နော်ဒုတိယစီပြီးဆုံးတယ်လို့ကျွန်တော်တို့ခုံနိုင်ကသတ်မှတ်ပြီးတော့ယခုတတိယစီမှာ3မိနစ်နဲ့19စက္ကန့်ပြည့်စုံမှာဖြစ်ပါတယ်ဆူတော်ဝေးဟုတ်ကဲ့ကျွန်တော်တို့ဆူရှင်ကြီးသောရွှေလင်းတင်ကလည်းဒီမောင်လေးတို့ရှင်းတဲ့သဘောကြတယ်တရားကိုနှစ်သောင်းချင်းပြပေးမြန်ပါလေဒေကျူဟုတ်ကဲ့သောရွှေလင်းတင်ဆိုတာကျွန်တော်တို့ဘုံမဝင်လိုက်စေရဲ့သားဖြစ်ပါလေကျေးဇူးတင်ပါလေခင်ဗျာကဲဝိုင်းလက်မနေရယူမယ်3မိနစ်နဲ့19စက္ကန့်အိုးမယ်လောလောက
ဒါတကယ်ကိုအကျိတ်နဲ့ရှိတဲ့ဒါစက္ကန့်အပိုင်းချောင်းကျွန်တော်တို့မြင်တွေ့ခဲ့ရတာဗျာဒါတတိယအချီအရောက်မှာပေါ့နော်ဒါသွေးသွင်းဝင်လိုက်အနေနဲ့ကတော့တောက်လျှောက်ဆိုသလိုပဲအီဂျူဆန်ကိုဒါဖိအားပေးပြီးတော့တောက်လျှောက်ထိုးတယ်ဒါသူ့ရဲ့ထိုးကွက်တွေကပဲတကယ်ကိုလည်းလှပခဲ့တယ်ပြီးတော့ထိချက်ကလည်းတော်တော်လေးကိုပြင်းထန်ခဲ့တယ်ဆိုတဲ့အနေအထားမျိုးမှာဒါအီဂျူဆန်အနေနဲ့ကတော့လုံးဝအခမ်းဘက်ကတက်ကြီးကိုဖြစ်သွားခဲ့ရတာဗျဟုတ်ပါတယ်ဒီပွဲမှာဒါသွေးသွင်းဝင်လိုက်ရဲ့လက်သီးတွေကဒါသူထိုးတယ်ထိုးပြီးရတယ်တစ်ဖက်လူကိုသူထိုးပြီးရချက်ချင်းပြန်ဆိုတော့တစ်ဖက်လူဒါသူ့ကိုပြန်မထိုးနိုင်ဘူးဗျဒါတော်တော်လေးကိုတိကျပြီးတော့တေတက်တယ်ပေါ့နော်သူလက်သီးချက်တွေဝင်သွားတယ်ဝင်သွားပြီးတော့သူချက်ချင်းနောက်ပြန်ဆုပ်တယ်တစ်ဖက်ကထိုးတာပဲဒါပေမဲ့သူ့ကိုလုံးဝမထိဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့ဒူးတိုက်ချက်တွေပြီးတော့နောက်ဆုံးမှာသူထိုးလိုက်တဲ့ညာလက်သီးတစ်ချက်ဆိုတာဂျိုးကိုဗျကွက်တီပဲဟုတ်ပါတယ်ချိန်သားကြိုက်ပဲတော်တော်လေးအားပါတယ်တိကျတယ်အီဂျူဆန်ဟုတ်ကဲ့ပါအီဂျူဆန်နဲ့အပတ်စဉ်အရေးခံလိုက်ရတဲ့အနေအထားမျိုးတော့ရောက်ရှိသွားခဲ့ပြီဒါပေမဲ့တခုချီးကျူးစရာရှိတာဒါအီဂျူဆန်အနေနဲ့ဒါအမတ်စဉ်ရေးတွက်ခံခဲ့ရတယ်ဒါပေမဲ့လည်းဒါလုံးဝအရှုံးမပေးခဲ့ဘူးပေါ့နော်ဒါသူ့အနေနဲ့ဆက်ထိုးမယ်ဆိုပြီးတော့ဆက်ပြီးတော့ထိုးခဲ့ရဒါတတိယအချီကတော်တော်လေးလည်းပြင်းပြင်းထန်ထန်နဲ့ကစားခဲ့ကြပြီးတော့ဒါနှစ်ယောက်လုံးကတော့ဒါချီးကျူးစရာကောင်းပါတယ်တစ်ဖက်ကသွေးသွင်းဝင်လိုက်ရဲ့ဒါအတက်ကင်ဆော့မှုတွေတော်တော်လေးလည်းကောင်းတယ်တစ်ဖက်ကဒါအီဂျူဆန်ရဲ့ကောင်းတာဆော့မှုကလည်းတော်တော်လေးတော့ထိရောက်ခဲ့တယ်လို့ပဲပြောရပါမယ်ဒါပေမဲ့ကျွန်တော်ဒီဆက်လက်ပြီးတော့စရုပ်ထားချိန်မှာဒါဘယ်လိုမျိုးတွေဖြစ်သွားမလဲဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျဝိုင်းဝဆလေးတော့คือว่ามีนวดมาลาเบิ้มอีลีก็วิดีโอโอเคสู้เราเว้ยไม่ใช่ไงကျွန်တော်တို့ဝါသနာရှင်လေးဇွဲတီစားကနေပြီးတော့သွေးသိဝင်းနိုင်ထိုးတာသဘောကျတယ်လေးကြောင့်ချစ်တဲ့ပေးကြပါလေခင်ဗျာตัวแบบมือใครเลยโอเคคนละซูชิသွေးသိဝင်းလာရဲ့တကယ်ကြီးနဲ့နော်ရှုပ်ကပေါ်လာတဲ့သွေးသိဝင်းတဲ့တကယ်ကြီးကစုတော်မေးတယောက်9000ကျစီချင်းပြပေးဖို့ကျွန်တော်တို့ပုံပြန်ပေးတာ9000ပဲရှိတယ်3000လို့လည်းခင်ဗျာအဲ့ဒါဘယ်လိုလုပ်ပြရမလဲသွေးသိဝင်းလာရဲ့တကယ်ကြီးနဲ့9000ပဲဖြစ်တယ်ဒီမှာတယောက်4000ပေးလိုက်မယ်ဒီမှာ1000ကျန်တယ်အဲ့ဒါကြောင့်မို့ရှင်ကဘွားလာတဲ့သွေးသိဝင်းလာရဲ့တကယ်ကြီးကသဘောကျတယ်တယောက်ကိုတယောက်ကို9000တယောက်9000ချင်းပြပေးလိုက်တယ်ဒီမှာရှင်ကလည်းလုပ်တယ်ပါပို့တယ်ဟာခဲ့တယ်9000ပြည့်တယ်မှာ9000ပြည့်တယ်ကတ်နေတယ်โอเคရှုပ်ကပေါ်လာတဲ့သွေးသိဝဲလာရဲ့တကယ်ကြီး ALO တကယ်ကြီးကသသိန်းသွေးသိဝဲလာကိုဒေကျူကဲဝဲလာမှာကောမယ်ဇလုံးသားကြီးလေးကြီးတော့လွတ်မယ် Come on.
ကပြည်သူများမြင်တွေ့ရတဲ့အတိုင်းပေါ့ခင်ဗျာကျွန်တော်တို့ဝိပုဝိလာမြန်မာနဲ့ Infusion ခိုင်းဖို့ပွဲဟာသလုံးသားကြီးဖြစ်တဲ့နမနစ်တိတိမှာပဲ Infusion ဟာအလဲဖို့ခံရတဲ့အတွက်ဒီတိုင်ပွဲမှာဝိပုဝိလာမြန်မာအလဲဖို့ဖြစ်အတာ โอเคပါဗျာဒါဒီနေ့ရဲ့နောက်ဆုံးပွဲစဉ်လည်းဖြစ်တယ်ဒါမြန်မာနဲ့ထိုင်းတို့တွေ့ဆုံတဲ့တွေ့ဝင်လိုက်တဲ့ EQ San တို့ရဲ့တကယ်ပွဲကြီးပွဲကောင်းကတော့ဒါစရုပ်ထအချီမှာပဲပြီးဆုံးသွားပြီပေါ့နော်စရုပ်ထကြီးပြီးဆုံးချိန်မှာတော့ဒါတွေ့ဝင်လိုက်ရဲ့ဒါထိုးချက်တွေအောက်မှာပဲ EQ San အနေနဲ့နောက်ဆုံးမှာဘယ်လိုမှတောက်ခံနိုင်ခြင်းမရှိတော့ဘဲနဲ့ဒါအလဲထုံးနဲ့အရှုံးပေးခဲ့ရပြီးတော့ဒါတွေ့ဝင်လိုက်ကတော့ဒါအနိုင်နဲ့ပိုင်းခဲ့ရပြန်ဖြစ်ပါတယ်ဗျ ဟုတ်ပါတယ်ဒီပွဲမှာဆိုရင်ဒါတခုကြီးကျူးကျင်စရာကောင်းတာပေါ့နော်တွေ့ဝင်လိုက်ပါတွေ့ဝင်လိုက်ရတာအရင်ကပေးသက်တွေစိတ်ပူနေခဲ့တယ်လို့မျိုးပေါ့နော်သူတစ်ဖက်လူရဲ့ထိုးတာကိုစောင့်ပြီးတော့မှသူ like မထိုးတော့သူကနေပဲစပြီးတော့ like ထိုးတယ်ဗျဒီ E2 ဆန်ကသူထိုးတာကိုရှောင်ရင်းတင်းနေပဲဒါတဖြည်းဖြည်းနဲ့နောက်ဆုံးမရှောင်နိုင်တော့အဆုံးမှာပေါ့နော်ဒီလိုမျိုးဒါထိုးချက်တော်တော်လေးလဲအားပါပါတယ်အားပါပြီးတော့မြန်ဆန်တယ်ပေါ့နော် E2 ဆန်နေနဲ့ဘလို့မှမရှောင်တိန်နိုင်ဘူးပြီးတော့ဒါတကယ်ဘိုက်နေရပေါ့ဒါပထမတစ်ချိန်လဲဒီ